စီပူလာပြီဆိုမှစီတက်ပါမယ်ကြက်တော်အနီရဲ့အဖြူရဲ့ချင်းကြီးနဲ့နဲ့ရဲ့ရိုးပြီးတော့ကြိတ်ထားတာလေးပါကြက်တုံလေးလေးလာပြီဆိုမှစမင်းမုံလေးနဲ့ထည့်ပါမယ်စီတက်တဲ့ချိန်မှာအနံ့လေးနှိမ့်လောင်လို့စိတ်ရှိလက်ရှိစီတက်ရပါတယ်အရသာထိထိမိမိလေးလိုချင်လို့ပြားငရုတ်တိမှုလေးနည်းနည်းရောတော့ပါတယ်ငရုတ်တိအစိမ့်မှုန့်လေးထည့်ပြီးတော့စီတက်ပါမယ်စိမ့်မှုကနည်းနည်းနေရလဲထက်လိုက်ရသေးတယ်။စီတက်တဲ့ချိန်ငပြာရည်လေးနှစ်စွန်းလောက်ထည့်ပါတယ်။စီတက်တဲ့ချိန်အစိမ့်မှုကြီးမနမ်းလို့ကြလေးစီတက်ရပါတယ်။သား45ချက်သားကိုစားပြနေပြီးတော့ကငယ်ပြားရဲ့အပီလေးနှစ်စွန်းလောက်ထည့်ပြီးတော့နှက်ထားပါတယ်။နိုင်ရောတော့နှက်ထားပါတယ်နာလေးလုံးပြီးတော့မှပဲအဖုတ်အုပ်ပြီးတော့ခဏလောက်ပြန်တည်ထားပါမယ်စီပြန်လာပြီးဆိုမှပဲစလုံးကြီးရည်တွေကရေလေးကိုထည့်ပြီးတော့အဖုတ်အုပ်ပြီးတော့ပြန်တည်ထားပါမယ်ဒီလေတော်တော်ခမ်းသွားပြီအသားနဲ့မီးလေးပြီဆိုတော့အဖုံးလေးအုပ်ပြီးမီးပေါ်မှာစီပြန်အောင်ပဲခဏတည်ထားလိုက်ပါတယ်